တနေ့တနေ့ကျွန်ုပ်တုတ်ပီနဲ့တပိတ်ကျော်ပိုက်ကလေးတို့ဒီအမဲပြည့်ထွက်ခဲ့ကြရာတနေ့တာပဲလုံးလိုက်ပတ်ရှာဖွေပါတော့လဲအမဲတကောင်တမီးမှမရရှိခဲ့ကြပါပြီ။ကောင်းမလားပဲဖတ်တင်နေကျွန်ုပ်ဘဝဝဲအမဲကောင်ကြီးငယ်မျိုးစုံရရှိဘူးလေစိတ်ပျော်ရွှင်ခဲ့ရဘူးလို့ယနေ့ကဲ့သို့တကောင်တမီးမှမရရှိခဲ့ပဲလက်တိတ်ခဲ့ရသောနေ့ရက်တွေလည်းအများကြီးကြုံတွေ့ရခဲ့ဘူးသည်။ကုသိုလ်ကံများနဲ့တိုက်ရှိတော့လို့ပေးရတဲ့တကောင်တော့မတွေ့ဘူး။ဟာချီကျူးလေပြပါပြီကွာ။လောကဝဲဤတို့စိတ်တက်တောင့်တက်တာကျမ်းမာစေရင်ကျွန်ုပ်လေးကျင့်ထားရပေသည်အဆုံးရောက်ရင်လူနှလုံးထိခိုက်မှာပေါ့ဆရာတို့ရဲ့ခံစားမှုအမြင်မားဆုံးခံစားရလို့လည်းနှလုံးရောဂါဖြစ်ဖို့နီးတတ်သည်ပျော်ရွှင်ဝယ်ရခံစားမှုဆိုကိစ္စမရှိဝမ်းနည်းပူဆွေးတရားကြုံလာရင်နှလုံးဝယ်ချိန်ပြီးအောင်တကယ်တော့ခံစားရတာရှိမလွင်ကျွန်ုပ်နေဘိုက်ကလေးကဤတို့ထူသားပေသားကြစိတ်တက်ရှိတော့လဲမသိမြင်ကမရှိနိုင်ပြီသူမမူကနိုင်မသာပြီးဝစ်ကျင်စားကျင်စိတ်သာလွန်ကဲနေတော့သည်တော့ကတော့ပြီလူဘွားဆိုတာတော်တော်လေးပဲတော့အရွယ်ရှိတော့ဝစ်စားမှလောကအလားစင်လို့ဖြစ်မှာပေါ့တော့စိတ်ညစ်ရတယ်ထဲမှာအဲ့ဒါဒီပါတယ်လာပါရောင်းဝင်အိုးအဝတ်ပတ်ထားတဲ့အတိုင်းပဲကတော့ကြည်သားမအောင်တော့ကတော့ပြစ်လာတဲ့မိချောင်းရေကုန်နဲ့လူရေကုန်လည်းတက်လိုက်တယ်မလာဘူးလားရှင်ကတော့ရကြည့်ပါဦးလာတယ်အဝတ်အစင်လေးတွေတိတ်လာတာပဲထို့တော့ဝစ်ချင်စားချင်စိတ်လွန်ကဲနေသည့်ကြောင့်ကျွန်ုပ်မှလည်းစူးစမ်းပန်းစားတိုးလေပြရပါတော့သည်သူ့ဟာသူမိမမျက်နှာလုတ်ချင်တိုင်းငါကြားရတဲ့အသက်လို့မဲရလာလျင်မသိမီမျက်နှာရွှင်ပြသလားအမဲမရလာလျင်မူမျက်နှာလမ်းကပုတ်ဖမ်းတတ်ချေသည်သိမီမျက်နှာညှိုးနွမ်းတော့ကျွန်ုပ်နေမထိထိုင်မသာဖြစ်ရချေသည်ဒီလိုနေငိုချင်နေတို့ကြောင့်နေ့တင်ပင်အမဲပြစ်တန်တရားဝဲကျွန်ုပ်ရုံးမထွက်နိုင်ပြီတော့ဒီအချစ်စိတ်လေးတဲ့ငါဆရာတို့နေလေတော့ကောင်များပြင်းရင်အဖိုးတန်ပစ္စည်းလေးတစ်ခုကိုရလာလျင်ပြောကတော့အဲ့ဒီပြားကြီးကကြုံမာထားတာကြုံမေဖို့လားဟင်းကြုံမင်းမသိမီအပြတ်နေလို့ပြောခင်ဗျားတော့နောက်မှယူတော့ယနေ့မူကကျွန်ုပ်ခြေကုံလက်ပန်းကြနေကြပြီဒီနေ့သားကောင်ဒီဘာလုပ်နေကြတော့ကွာပိတ်ရမမထွက်ကြတာတကောင်းမှမတွေ့ဘူးပြန်ကြပါလို့ဆရာတို့ရဲ့နေကြရင်တော့ဘယ်မေးရပါမလို့မြကျွန်ုပ်လည်းညှိုးငယ်နေပြီမသိမြင်မျက်နှာလေးကိုမြင်အောင်ရင်စိတ်လျှော့ချကပြန်ခဲ့ရလေပြီပြောစတော့ပါမိတ်မှမရလာပါလားဗျဘယ်ရပါမလဲဗျနေတိုင်းတိုးတဲ့ဝင်ရင်တူတူချူတန်းနေတားကောင်တွေကမှတ်မိနေပြီဗောဗျဒါလည်းဟုတ်ပြီလားပဲဗျကျွန်ုပ်ကမုတ်ဆိုးအလုံးမှလွှဲရတခြားဘာမှမလုပ်တတ်ပါဘူးလဲမထွန်းတတ်ရောင်းဝယ်မလုပ်တတ်ပြီးတော့တုတ်ကမုတ်ဆိုးမျိုးရိုးဗျကျွန်ုပ်အဖိုးဒီသူ့ခေသူ့အခါကမုတ်ဆိုးကြော်ကြီးဖြစ်ခဲ့ဘူးလေဒီ My name is ပေါက်ပြီကျွန်တော်အဖေဒီလဲမုတ်ဆိုးကြော်တယောက်ပင်အဖေတဲ့ပြီတာတုတ်ပြီကျွန်ုပ်ကြတနိုင်ငံလုံးဖိတ်တုံများကြော်ညာနေတော့မြမမုတ်ဆိုးကြော်ကြီးနိုင်ငံသားတုတ်ပြီမဟုတ်ပါလားဆိုင်မစင်ဘုံမစင်စိုးရချောင်းမင်းဒါမရိုးသားအမဲမရတော့ငွေမရွှင်လည်းမသိမင်မျက်နှာလေးမရွှင်ပြပါပဲလိုစလင်းစိတ်တုံးနေတယ်နော်ဒီကြက်ဒီကဲဟာဟိုက်တော်သေးတယ်အချောင်းတော်လို့ဆရာကြီးမဖြစ်ချေကျွန်ုပ်ကအမဲဟင်းသားရလာမှထိုဟင်းသားကိုစံအိုးနဲ့လဲရရုပ်ဒီဖြစ်ချေရာယခုလိုစံအိုးထဲတွင်စံနေနေပြီအမောပေါက်တော့ကဲကတုတ်ပြီးကြားတယ်နော်အတန်ကိုရှင်းသဘောပေါက်ပါလေမသိမိရဲ့မဲမရလဲတနေရာကနေရအောင်ကြံပေါ့ရှင်ထိုင်နေလို့ပြီးမလားတော့ခုတော့ပြစ်ပြီးမိမယူပြီးတော့မလို့ကွာခုနေသူ့ယူမဲသေးလားရှင်လေအရှုံးခံပြီးတော့ဗအံ့ပြစ်တယ်ဟုတ်ဗျာမင်းဖိကကုန်းနေပြီအမဲမရတော့ငွေပေကရလိုက်နေနီတို့တော့ကျွန်ုပ်တက်ပြီးသည်ဖုန်နေကန်နဲ့နေသူဖြစ်သည့်အလျောက်လုပ်ငန်းတစ်ခုသည်ကျွန်ုပ်ထံသို့စိုက်မြိုင်ရောက်ရှိလာပါတော့သည်ကတဘီပြောကတဘီဒေါ်ဖေတုံအားတော့နာသရှင်ဒါပေမဲ့လည်းဒီလုပ်ငန်းကိုလုပ်နိုင်သူကအတူပီတယောက်ပဲရှိလို့ဒါကဟုတ်ပါဘူးအကူညီလာတောင်းတာပါရှင်လုပ်နိုင်ပြီသူကျွန်ုပ်တယောက်သာရှိသည်ဟုဆိုတဲ့ဖြင့်ကျွန်ုပ်အတွေးတို့သည်မိကုံမဆုံးမိုးမဆုံးဖြစ်ရကြ၏ဒေါ်ဖေတုံတို့အိမ်ကရွာအစွန်မှာဆိုတော့ညဘက်တိုးကောင်ဟင်းမျိုးကြီးတွေကလာအနေပြီးမှစိုးရင်လို့လားဒါမှမဟုတ်ကြံကင်းနဲ့ဝင်းစုပ်တဲ့စင်ရိုင်းကြီးတွေလာမှစိုးရင်ရလို့လားရုပ်ဆွအစုံနောက်ဖေးချောင်းကလေးတွေကမိချောင်းကြီးတက်လာရင်ဘလို့နှိမ်နေရပါကိုတို့ရှိကတော်သေးမဟုတ်ရင်စိုးရင်ပူပန်နေအောင်မယ်ထိုကဲ့သို့အသွေးပေါင်း16000နဲ့တစ်ဖက်သားဒုက္ခရောက်နေရင်ကျွန်တော်ကူညီရလက်မနေပါကိုတို့ပြီးတယောက်တည်းလုပ်ပေးနိုင်တာဆိုတော့ဟိုလေကျမတို့အိမ်မှာကဖေးသေးရောက်နေမဟုတ်လားအဲ့ဒါအိမ်နောက်ပြီးမှဖေးသေးမျိုးချန်ကပ်ပြီးထည့်ထားတာညဘက်များတခုတိတ်ခိုးတရှင်အဲ့ဒီတခိုးကိုညဘက်စောက်ဖမ်းပေးတော်မပေးတော့ကျွန်တော်လိုမုတ်ဆိုးရင်းဝိုင်းတယောက်ကိုဒီတိတ်မတခိုးဖမ်းဖို့ကိစ္စလာငါတာကျွန်တော်စိတ်ဆိုးလာတယ်ဗျာဒီလိုလေးမယူထားပါနဲ့အတူပြင်ကျမတို့ရမကဒီလိုဖေးသေးစောက်ခိုင်းတဲ့လူခေါ်ရလဲကျွန်တော်ကကာလာသားတွေပဲရှိရအောင်ရှင်ကာလာသားတွေတော့စိတ်ကမချဘူးချုပ်ကတခုံးမကိုပဲသူတို့စားတယ်ကုန်မာတော့ခုဟာကအတူပီရဲ့ဇာလိုက်တာကိုရှုံးလာရဲ့အတူပီတာဖမ်းမယ်ရဲ့တခုလေကျင်းနေပြီမှာတော့ယုံကြည်လို့ပါရဲ့ကုညီမှာတော့
ဒါတော့လေဟုတ်ပါပြီလေဟောပြီးတော့လေဟိုဟာတညကိုဒီမှာ30ချင်းချင်းပါမယ်ရှင်ရှင်30ဟုတ်ကဲ့ပြီးတော့တကူအများဖမ်းမိခဲ့ရင်ပေါ့လေစုချင်းအဖြစ်100ချက်တိတိစုချပါမယ်ရှင်ဟိုဒါမစိုးပါဘူးရှင်ကူညီလိုက်ပါကိုတို့ကလေမဖေတော့ကမိမသားချင်းနေတဲ့ဥစ္စာရှင်မင်းအားနေသူကိုကူညီရမယ်ဆိုပြီးတော့သူကရှင်ကိုယုံကြည်လို့ပဲဟာမသေးမီမျက်နှာကြီးကမျောလင်းချက်ယုံကြည်တန်းနေသဖြင့်ကျွန်ုပ်လည်းလက်ခံလိုက်ရပါသည်ဝမ်းပါတာရှင်အော်ဆရာတို့မိမစကားမပေရှာမိမယူသည်အသက်ရှိတဲ့တို့ဖြင့်ညလူကြီးစိတ်တော်ကျွန်ုပ်နဲ့ဘိုက်ကလေးလည်းမပေတုံးတို့အိမ်နောက်ရှိဖျဲသည်များထားရောက်ဝဲကင်းဆောက်ရောက်ခဲ့ရပါတော့သည်ပြင်းမှကွာအိတ်ရှင်နဲ့ကျွန်ုပ်နဲ့ဘိုက်ကလေးကတယောက်တည်းအိတ်ကြရင်ဖြင့်မုန်းစင်စင်လင်းခဲ့ရပါတော့သည်မပေတုံးကသူမဖျဲသည်များပျောက်ချခြင်းမရှိသဖြင့်ပျော်လာခြင်းသည်ကျွန်ုပ်ကိုတညဆောင်က30ရှင်းပေးသည်အော်အတူပြီဟိုငားတဲ့သဘောမထားပါနဲ့နော်ရပါတယ်ဗျာကျွန်ုပ်လည်းငိုင်းမီးသောမျိုးလုံးအဆုံးဖြင့်အိမ်ပြန်ခဲ့၏မပေတော့ပေးလိုက်တော့10တန်တရက်သည်နိုင်ငံကျော်မုံဆိုးကြီးကိုလှောင်ပြောင်ပြနေသလောက်ကျွန်ုပ်ကလက်ထဲငွေဖိုးဖိုးတီတီရှိတဲ့အခါကငွေကိုထင်တိုင်းချင်းတုံးဆွဲခဲ့တော့လေငွေဆိုတာလူအဖြစ်တာကွာယခုကဲ့သို့လက်ထဲငွေပြက်ပြီဆိုရင်လည်းတန်ဝေကရမည်ပြောပါလေလူမိုက်နဲ့ငွေအတူမနေဆိုတာတေဟုတ်တာဟုတ်အိမ်ရောက်တော့အိမ်ပေါက်ဝမှာထိုင်ဆောင်နေတော့တင်းမီကငွေကိုသိမ်းလိုက်ပြီးကျွန်ုပ်တို့ဆရာတပည့်လည်းအိတ်ဆက်ကြရသည်ထိုကဲ့သို့မပေတုံကြီးဖျဲသီးများကိုတွားဆောင်ရသောအလောက်ကယခုဆိုလျင်9ရက်ပင်ရှိခဲ့ပြီတခုလေတကောင်းသမီးမှမလာပါလားဒါတော့ဖျဲသီးတွေကိုမြန်ရသာတုတ်ပြီးလာဆောင်ကြနေတယ်ဆိုတာတခုကသတင်းရသွားတာထင်နေဘိုက်ကလေးကဒါမျိုးတွေစောက်ဖေတို့ကနော်ကြီးနေပြီထိုညကဘိုက်ကလေးမှာတခုခုတခေါခေါအိတ်နေ၏တကောင်ကြက်ပင်တွန်းချင်းပြီးကျွန်တော်အိတ်လေဖြစ်၍ကျွန်ုပ်ကအိတ်ချင်လာနေပြီဟေးကောဘိုက်ကလေးထားကွာဟဲ့ထားအတော်ကြာနှိုးရပေသည်ဟာဒီကောင်အိတ်ချင်အောင်ဆောင်းနေပြန်ပြီမရသည့်အဆုံးပါးကိုကတ်ဆက်ရိုက်ပေးရထားဟဲ့ကောင်ငါအိမ်အောင်မယ်ဘိုက်ကလေးကတန်းဝေဖြင့်ထိုင်ငိုက်နေ၏ကျွန်ုပ်လည်းစိတ်မချတော့မှားရသည်ဟဲ့ကောင်ပြန်အိတ်မနေနဲ့ဦးနော်အေးမအိတ်ချင်လမ်းလေးပါလေးထားချောက်ကြားလားအေးမစရတော့အိမ်မှာအေးစမ်းပါခဏချင်းအတွင်းပင်ကျွန်တော်အိတ်ပြောသားတော့သည်ထိုစဉ်ကျွန်ုပ်ကောင်းကိုကြီးမားသောစိတ်ယုတ်ကြီးသည်လက်ဖြင့်ညှက်ယူဆွဲမှခြင်းခံရ၏ထိုတူလက်ကြီးသည်အထက်တို့တက်သွား၏ကျွန်ုပ်ကိုးယူကားရပါသွားရခြင်းကျွန်ုပ်ဇောချင်းများပြန်ထွက်လာပြီးအသက်ရှူကျက်လာ၏လေပင်ကရှေ့ထွက်နေသည်ဖြင့်ပြုတ်ထက်သွားမလားပင်ထင်ရတော့သည်ဟဲ့အိုးအိမ်မကိုနဲရဖရဲဒီမဟုတ်ဘူးကျွန်ုပ်ကအိမ်မောကြနေရမှဖြက်ခနဲလန့်လို့၍ကျွန်ုပ်ဦးကောင်းပြောင်ကိုတစုံတစ်ခုခုဖြင့်ညှက်ယူပြီးဆွဲနေခြင်းကိုခံရကြတော့ကျွန်ုပ်လည်းကြောက်အားလန့်အားဖြင့်ဆွဲမိဆွဲယူ၍ကင်ပေါက်ပြရခြင်းအိုးကျိုးပါဗျာမင်းတို့ကျိုးပြီ